ဆောင်မုံလာပညာဖြစ်တော်လဲကောင်းကင်တွင်တိမ်တိုက်များဖုံးလွှမ်းနေသဖြင့်လဲကွင်းပြင်ကျဲကြီးမှမောင်အတိကျနေပါလေလဲဆောင်တဲ့လီပေါ်မှာဖိုးထောင်တယောက်တည်းစပားခင်းတွေကိုကင်းဆောင်ရင်အိမ်မပြောနေပဲရှိနေပါလေပဇင်းရင်ခွဲတန်တွေကြားထဲမှာထိုးဆန်းနဲ့ခေါ်တန်တဲ့တဲ့ကိုကြားလိုက်ရပါလေဖိုးထောင်ဖိုးထောင်ကသူ့တငယ်ချင်းကိုလှမောင်များရောက်လာသလားဆိုပြီးတဲ့အောက်ကိုတက်မီနဲ့ထိုးကြည့်လိုက်တဲ့အခါဓမီရောင်အောက်မှာမြင်လိုက်ရတာကလူတစ်ယောက်ရဲ့ခြေထောက်နှစ်ဖက်ပါဒါပေမဲ့ထူးဆန်းတာကအဲ့ဒီခြေထောက်တွေကအရှိကိုမဟုတ်ဘဲအနောက်ဘက်ကိုလှည့်နေတာပါခြေဖွားတွေကအသားလန့်ပြီးအယိုးတွေတောင်ပေါ်နေပါလေဖိုးထောင်နောက်ကိုကူညီပါဆိုတဲ့အတန်းနဲ့အတူအဲ့ဒီအရာကတဲဘော်ကိုတတိချင်းတက်လာပါလေလှေကားတွေမြည်ရီးသွားတဲ့ကဖိုးထောင်ရဲ့ရင်ခွန်တန်ထက်တောင်ပိုကျဲနေပါလေတဲအပေါက်ဝါမှာအရင်မဲကြီးတစ်ခုပေါ်လာပါလေအဲ့ဒီအရာမှာမျက်လုံးမရှိပဲဟောင်းလောင်းပေါက်ကြီးတစ်ခုသာရှိပြီးပါဇက်ကနားရွက်အထိပြဲအားနေပါလေ၎င်းကလေးဘက်ထောက်ပြီးဖိုးထောင်စီကိုတရွတ်တိတ်တိုးဝင်လာပါလေငေါကုန်းကိုရှာပြီးစမ်းပါငေါကုန်းပေးမလေးအကွဲတဲ့အတန်ကြီးနဲ့မေးလိုက်ပါလေဖိုးထောင်ဟာကြောက်လန့်တကြားနဲ့ဖျားစာဝေရွတ်ဆိုပေမဲ့အဲ့ဒီဝင်းကျင်ကပိုပြီးနိကလာပါတယ်ဖိုးထောင်ဟာကြောက်အားလန့်အားနဲ့တဲဘော်ကနေလန်ကြမတက်ခုန်ချပြီးရွာဘက်ကိုအသက်လူပြေးပါတော့တယ်အနောက်ကနေဟီဟီဆိုတဲ့ရေထန်ကြီးနဲ့အတူမင်းကုန်းကနာကိုပြီးဆိုတဲ့အော်ဟစ်တန်ကြီးကကတ်ပါလာပါတယ်စပားကင်းတွေထဲမှာလဲကြလိုက်ပြန်ထပြေးလိုက်နေဖိုးထောင်တယောက်အမောင်းထဲမှာလမ်းပြောင်နေတယ်လို့ခန်းစားနေရပါလေဝင်းကြီးဆိုရဲ့လက်သက်ရှည်ကြီးတွေကဖိုးထောင်ရဲ့ပခုံးကိုလိုက်ချစ်လိုက်တဲ့အချိန်မှာနောက်တနေ့မနက်မှာရွာသားတွေကဖိုးထောင်ကိုလဲကွင်းဆန်မှာတတိလစ်နေတာတွေ့ကြရပါတယ်ဖိုးထောင်နိုးလာတဲ့အခါမှာတော့သူဟာစကားမပြောနိုင်တော့ပဲဆွန့်အားသွားခဲ့ပါပြီပိုပြီးထူးဆန်းတာကလူပြိုပေါ်ဖိုးထောင်ရဲ့စပင်တွေဟာတညာထဲနဲ့ဖြူဖွေးသွားခဲ့တာပါအခုထိလဲလက်ပညာတွေဆိုရင်အဲ့ဒီလေကွင်းတဲကနေငါကောင်ဖေးမလေးဆိုတဲ့အတန်ကြီးထွက်ပေါ်နေစေထစ်ပါတော့တယ်